လုံးလုံးဗန္တံတန္တာတို့ဖြင့်ဆောင်ရွက်ကြရတဲ့ဝေယဝဆဒါနကုသိုလ်စေတနာဤသို့ပေါင်းစုံများမြတ်တဲ့ကုသိုလ်စေတနာအကုသိုလ်များကြောင့်အလိုရှင်မိသားစုများနှင့်တရားနာပရိသတ်များလောင်တော်ခြင်းပါကုသောမှုခြင်းပါဒါတို့၏ကိုယ်တွင်ကိုယ်ပါအိမ်တွင်အိမ်ပါရွာတွင်ရွာပါနှစ်ဌာနတို့၌ဇာယောတဲ့ဇာယောလက်တံဖြစ်သောဘိခတေယံခတေအန္တရခတေကြောင့်ကြခတေရှင်ယခတေယောဂခတေသောရင်ပြတာရအခါခတေတို့မှသင်္ကေတကုန်တိတာဖြစ်၍သရဏိလာဘုရားသာကပညာဒီဥဒ္ဓမတရားတိဟုသောသူတော်ကောင်းဥစ္စာယရဏခဏပြဘုံနှင့်ပြေဆုံးကြကုန်ပြီးလျင်ဘောဇအခါမှာလောယမနာယမတရားဟုသောအာသင်္ခဏတနေရန်စေတီများကိုဝါမကြလျင်သောပါရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြကုန်